ဒီနေ့တော့ဝက်ချိုချက်လေးချက်ဖြစ်ပါတယ်ဝက်ချိုချက်တွေမှာထဲကိုချက်ဥလေး၅လုံးပြုတ်ပေးပါမယ်ခွန်အားဆင်ပြေအောင်စားရင်းနေပါထည့်ပြုတ်ထားပါတယ်10 မိနစ်လောက်ပြုတ်ပြီးခွန်လေးနှွှပြီးတော့ဝက်ချိုချက်လေးစားချက်ပါမယ်ပထမဦးဆုံးနေနဲ့ဦးတဲ့ဦးစီထည့်ပါမယ်နည်းနည်းလေးပဲသုံးပါမယ်ပြီးရင်တော့ဓာတ်ပြည့်ရထားတဲ့ချက်ပုံဖြူနည်းနည်းပြင်မြင်ငရုတ်ကဝတ်သားထည့်ပြီးတော့လုံးပေးပါမယ်ဝတ်သားထွက်တဲ့ရေလေးစစ်သွားရင်တော့ပြုတ်ထားတဲ့ကြုံထည့်ပေးပါမယ်ပြီးရင်ဘင်းကပြရေရတာစားတကြားထက်ရက်ခဲဘင်းကပြရေအနောက်တော့မြင်းများသုံးထားပေးပါတယ်အားလုံးပြီးရင်တော့ရေလေးထည့်ပြီးဝတ်သားနုတဲ့အထိချက်ပေးပါမယ်ဝတ်သားနုမနုခရီးလေးလည်းထိုးကြည့်ပါမယ်ဝက်ချိုရရရင်တော့သူနဲ့စားဖို့ထမင်းကြော်လေးကြော်ပါမယ်အိမ်မှာထမင်းကြော်မရှိတော့ထမင်းပူသုံးထားပေးပါတယ်ထမင်းထည့်ပြီးရင်တော့ပင်းကပြရေပြီးပင်းကပြရေအနောက်စားလေးလေးရဲ့ထည့်ပြီးတော့နေထားပေးပါမယ်ဖျားသမုတ်တော့မသုံးပါဘူးထမင်းစားကြော်ဖို့အတွက်ဦးတဲ့ဦးစီထည့်ပါမယ်ပြီးရင်တော့နေထားတဲ့ထမင်းထည့်လေချာလေးမှုပေးပြီး5 မိနစ်လောက်နေရင်တော့ရပါပြီထမင်းကြော်ရရင်တော့ထမင်းကြော်လေးနဲ့တွဲစားဖို့အချင်းလေးပါလုပ်ပါမယ်တီးလာတဲ့ငရုတ်သီးစိမ်းချက်သွန်းနီချက်သွန်းဖြူထည့်ပြီးတော့တမန်သီးလေးတစ်ချက်ညှစ်ထည့်ပါမယ်ငပြရေးထည့်ပါမယ်ရတာမုံနဲ့တခြားမသုံးပါဘူးတမန်သီးနဲ့ငပြရေးရတာကြောင့်အချင်းကအရန်ကောင်းပါတယ်နောက်ဆုံးမှာတော့နည်းနည်းလေးအုပ်ပြီးရင်စားလို့ရပါပြီနောက်ဗီဒီယိုတွေတွေ့ like and follow လေးလုပ်ရပေးပါအောင်ရှင်